Nate တင်ဟာပါတီနွန်ဖော်ဖနန်နတ်ကျောင်းရဲ့အမိုးကိုဖောက်ထွက်ပြီးမကျုံးတဲ့လက်နက်ကိုကင်ဆွဲလျက်ပြုတ်ကျလာတဲ့အရှိန်ကြောင့်ကြောက်တိုင်သုံးတိုင်တောင်အကွဲသွားတယ်။အသီးနာရတနာရဲ့ဖုံးကြီးတွေကတင့်ကိုဝိုင်းပြီးအော်ဟစ်ကြတယ်။တင့်ရဲ့တန်ချက်ကအင်ဂျီပေါ်မှာလျှက်စီးတွေလက်နေတာမြင်တော့သူတို့ငြိမ်ကျသွားတယ်။တယောက်ကတော့တင့်အတွက်ဝိုင်းတစ်ခွက်တောင်လာပေးသေးတယ်။ နေ့နှစ်အိုလံပတ်တောင် Olympus စီကိုသတင်းရောက်သွားတဲ့ Zeus နတ်မင်းကြီးကတော့တိတ်မကျေနပ်ဘူးသူ့နယ်မြေထဲမှာနောက်ထပ်မိုးကြိုးနတ်ဖရာတစ်ပါးရောက်နေတာကိုသူက Hermes ကိုတရားဝင်ကန့်ကွက်လွှာနဲ့လွှတ်လိုက်တယ်။ Hermes ကကန့်ကွက်လွှာကိုဖတ်ပြပြီးနောက်တင့်သူကိုခဏကင်ကြည့်ပါရစေလို့တောင်းဆိုတယ်လက်နှစ်ဖက်နဲ့အားကုန်ဆွဲပေမဲ့သူကတလက်မှတောင်မရွေ့ဘူးနောက်တစ်ခါထပ်ကြိုးစားတယ်မရဘူးနောက်ဆုံးတော့ရှက်ရှက်နဲ့ပဲပြန်ထွက်သွားတော့တယ်။နေ့ 3 ဇူးကတင့်ကိုအိုလံပတ်တောင်ပေါ်မှာမိုးကြိုးပြိုင်ပွဲစိန်ခေါ်တယ်။သူ့ရဲ့မိုးကြိုးကတောင်တစ်လုံးကိုနှစ်ချမ်းခွဲပစ်တယ်။တင့်ရဲ့မိုးကြိုးကတော့တောင်နှလုံးကိုခွဲပစ်လိုက်တယ်။သူကတော့အဲ့ဒီတောင်ကအရင်ကတည်းကအပ်နေတာလို့စင်ကြေပေးတာပေါ့။ဒါပေမဲ့အဲ့ဒါမဟုတ်ဘူးဆိုတာတင်တို့နှစ်ယောက်လုံးသိပါတယ်။နေ့ 4 ဟာဂျူလီ Hercule ရောက်လာပြီးလက်မောင်းချင်းရှင်တွန်းဖို့စိန်ခေါ်တယ်။10 မိနစ်လောက်အကျိတ်အနယ်ဖြစ်ပြီးနောက်သူကကပ်ပြီးနိုင်သွားတယ်။တင်ကနောက်တစ်ကြိမ်ထပ်ပြိုင်ဖို့တောင်းဆိုပေမဲ့သူကပဲထပ်နိုင်သွားပြန်တယ်။သူကအနိုင်ရတာကိုခက်အေးအေးပဲနှိမ့်ချပြီးပြောနေတာကပိုပြီးစိတ်တူစရာကောင်းနေတယ်။အပတ်စစ်နက်ဖျား Ares ကတိုက်ပွဲခေါ်တယ်တင်ကမကြုံလနဲ့လွှဲရိုက်လိုက်တဲ့အခါသူကဒိုင်းနဲ့ကာလိုက်တယ်။အဲ့ဒီကထွက်လာတဲ့တုန်ခါမှုလိုင်းကတန်လွင်တော်တစ်ခုလုံးကိုပြတ်ကတ်သွားစေတယ်။လယ်သမားတွေကတော့မြို့တော်ကောင်စီမှာတိုင်ချက်ဖွင့်ကြတာပေါ့။ဂရိနိုင်ငံရဲ့ရုံးကိစ္စရန်ရာတွေကနတ်ဖျားတွေအတွက်တောင်တကယ်ကိုကောင်းခဲစရာပဲ။လာတိတ်စုကတင့်ကိုနီးမျိုးစုံနဲ့နှောက်ယှက်တော်တယ်။တင်ထမင်းစားနေတော့မိုးကြိုးပစ်တာတင့်ကောင်းပေါ်တဲမှာပဲမိုးရွာချတာလင်းယုံငှက်တွေကတင့်ကိုအမြဲဝိုင်းပြန်နေတာမျိုးပေါ့တင်ကလည်းသူ့ရဲ့ပွဲတော်တွေရှိတဲ့ရက်မှာမုံတိုင်းတွေတိုက်အောင်လုပ်ပြီးပြန်တုံ့ပြန်တဲ့လူသားတွေခမများဘသူကိုဆူတောင်းရမှန်းမသိတော့ဘူးအန်ရဲ့ကင်းအောင်နှစ်ယောက်လုံးကိုပဲဆူတောင်းကြတော့တယ်။လာ 3 အသီးနာကစစ်ပြေငိမ့်ဖို့အိုလံပတ်တောင်ပေါ်မှာစပွဲတစ်ခုကမ်းလှမ်းတဲ့ဇူကတင့်အတွက်ဝိုင်ကိုတိုင်နဲ့ပေးတယ်အဲ့ဒီထဲမှာအစိတ်ပါတယ်တေးစီလောက်တဲ့အစိတ်တော့မဟုတ်ဘူးတပတ်လောက်ကြိုးထိုးနေအောင်လုပ်တဲ့အစိတ်မျိုးတင်ကြိုးတစ်ခါထိုးတိုင်းမိုးကြိုးတစ်ချက်ဖြစ်တယ်အဲ့ဒီတပတ်လုံးအေတင်မျိုးကလူတွေအိတ်လို့တောင်မရကြဘူး။နှစ်တအခုဆိုဂရိမှာမိုးကြိုးနတ်ဖျားနှစ်ပါးရှိနေပြီးနတ်ကျောင်းတွေလည်းတင်းတို့နှစ်ယောက်ကြားကွဲနေတာပေါ့တသနာပညာရှင်တွေကတော့ဘသူမိုးကြိုးကပိုတာတလဲဆိုတာစာအုပ်တွေတောင်ရေးပြီးငင်းခုန်နေကြတယ်တင်ဟာဂရိနိုင်ငံကိုနတ်ဖျားတစ်ပါးရောက်လာတာထက်ပိုပါတဲ့အိုလံပတ်တောင်တစ်ခါမှမကြုံဘူးသေးတဲ့ပြိုင်ဘက်ဆိုတာကိုတင်ယူဆောင်လာခဲ့တာပါ။